花嘛，早上没去，晚去，可来的。不要把你把烧烤比羊杂家了吧？一把餐那个比餐个比那呗，把我班里来搞你啊不？我第二个，菜比来搞你。第二个把多了。啊，米嘞米料，米料弟弟要啊配点去，没点去，我这要知道我搞你了，蓝炒奶糊。我都话蓝刚刚不炒奶，不露皮的嘞。出边出边。不都下嘴了嘞，花肉。下嘴了呗，人家在那卤嘴了咋吧？哎，在那来卤。没注意呢，我米花的，路边吧哎，我一边呢，路边吧哎，咋到咋路呢咋了吧？ဒီမှာထိုင်အောင်လေဖွားခါနာနေဦးမဒီမှာလားဒီကနေတိုင်းကောက်တာဗောလေနော်နေတိုင်းကောက်ရင်နေတိုင်းအဲ့ဒါပဲပါရောင်းစားနေရတာရောင်းစားနေတနေ့ဘယ်လောက်မှမရဘူး2000 3000အဲ့လိုလေးရ2000ပဲရဟုတ်လားအဲ့ဒါပဲရနေရောက်အဲ့ဒါယူအထဲလိုက်လေရောင်းထိုင်အောင်ဖွားအော်ခြေတော့ကလုံးဝမရတော့ဗောလေနော်ဖွားမရဘူးခြေတော့အဖွားအသက်ဘယ်လောက်ရှိသွားပြီလားတက်80ထဲမှာ80ထဲမှာဟုတ်တယ်အခုဒီဟာတွေဒါတို့နေတိုင်းပန်းကောက်တာလားနာမည်ဘယ်လိုခေါ်လဲဒါနာမည်ကဟမ်ပြည့်ဖြိုးဝဲလို့တေချာပြပြပြည့်ဖြိုးဝဲတစ်ဖက်ဟိုမှာကြည့်လက်လက်လက်တစ်ဖက်လည်းမကောင်းလက်တစ်ဖက်လည်းမကောင်းတော့ဒီဟာရောက်ရင်တော့တရက်ဘယ်လောက်ရကြလားဒါတို့ကဒီဟာဘယ်သူလောက်ထားရလားအဖွာတာတို့ကပန်းကောက်ပေးတာပေါ့ဖွာပန်းကောက်ပြီးပါလောက်တာလေတာတို့ကဆံဝယ်စားတာစားเสียဆံမရှိဘူးလားမရှိဘူးတားလိမ်မာတာဗောလေနော်အသက်ပဲနည်းနည်းရှိသွားရင်လေတာတို့လား၄နှစ်ထဲမှာနာမည်ဘယ်လိုခေါ်လဲတာနာမည်ကဇော်မျိုးအေးအဖွာနဲ့ပဲနေရလားဖေးမေတွေကပဲသွားလိုက်ပြီလားဆုံးသွားပြီအမေကြတော့အမေလည်းဆုံးသွားရဲ့အဖွားတော့သူပဲအဖွားချီတော့မကောင်းတော့နဲ့မိနေနဲ့ဒီလိုပဲရှာသားဖွေသားသူများတနာလူကြီးတာစားသူများတနာလူမကြီးနေမသားပေါ့နီဖွားတယ်ဖြစ်တယ်လို့ပန်းနေကောက်ရောင်းစားပန်းမကောက်ရရင်တော့ဘာစားကြလဲပန်းကောက်ရရင်လည်းကစွန်းရွက်တွေဘာရှာကောက်ခိုင်းတာပါအေးကလေးတွေအင်းထဲမှာအဲ့ဒါလေးစီးပဲအဲ့ဒါနဲ့ရောင်းစားလို့တမဆန်လေးပါလေးဝဲတပီဝဲလိုက်လေးလုံးဝဲလိုက်အဲ့လိုနဲ့ပဲစားကြတောက်ကြလာပါခါလေးကျအဖွားအစားချတောက်ချမရှိနေစိတ်ဆင်းရဲတော့ငုံမိတာပေါ့ဘာလို့ငုံရလဲဝင်းနေတာပါဖွားရုပ်ကဟိုစားဖို့တောက်ဖို့မရှိတဲ့ခါကျတော့ဝင်းနေလာတော့ငူချင်းလာအဲ့လေအခုလိုကြားရတာဟိုစိတ်မကောင်းနေနော်ဟိုစားဖို့လည်းမရှိဘူးဆိုတော့တားတို့လည်းဝေးကနေလာဆိုတော့ပတ်စံဟို3သိန်းလောက်လက်ခံထားပေးလိုက်အောင်လေနော်မိဖတို့3ယောက်ပဲတားဒုက္ခရောက်တာဆိုတော့ဆိုနော်တာတူအထက်ကလူနဲ့တန်းနဲ့ကျွေးနိုင်မွေးနေကြပါစေအားဆရာမရှိတော့အခုညီကအများကြီးကျေးဇူးတင်တယ်အဆောင်ကအများကြီးကိုနေခြင်းကိုကျေးဇူးတင်ပါတယ်အငုရှိကကနာဆိုအော်ရှိတော့ဒီရပေးတဲ့စုနဲ့ပြပါစေအခုမိဖတို့ကြတော့ဗောနော်မိဖတို့3ယောက်ပဲနေတာတဲ့အဖွားလဲခြေတော့မကောင်းတာနဲ့အတက်ကကြီးရနဲ့မိဘမဲ့ကလေး2ယောက်ကိုပြုစုရတာနဲ့ပန်းပဲရောင်းပြီးမှခြာကျွေးနေရတာတဲ့အခုဒီမီးတယောက်ဗောလေနော်အခုဒီသားတယောက်ကြတော့ဗောလေနော်ဒီမှာလက်တေဆိုရင်လဲဗောလေနော်မြင်တဲ့အတိုင်းပါပဲနော်ဒီမှာလက်တေဆိုရင်လဲဒီမှာခြေထောက်တွေဆိုရင်လဲတွားမရဗောလေနော်တကယ်စကားလဲကောင်းကောင်းမပြောနိုင်နဲ့ဗောလေနော်သူ့ရဲ့အဖေနဲ့အမေကြတော့တဲ့ထားသွားတာတဲ့ပြစ်သွားတာတဲ့သူကြတော့အခုဒီသားတယောက်ကြတော့ဗောလေနော်သူကြတော့တဲ့မိဘနှစ်ပါးလုံးမရှိတော့ဘူးတဲ့တကယ်ကိုချင်းစာဖို့ကောင်းပါတယ်နော်အခုလိုအစင်မပြေဒုက္ခရောက်နေတဲ့အချိန်မှာအခုလိုကူညီလူတန်းပေးကြတဲ့9ရက်သားသမီးအလူရှင်တွေလည်းဒီထက်မကစီးပွားရေးကျန်းမာရေးတွေအစပေါင်းများစွာတိုးတက်အောင်မြင်အဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်နော်အားလုံးစိတ်ကျန်းမာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်လည်းအမြန်ဆုံးအေးချမ်းပျော်ရွှင်လာပါစေဘာမှအားမငယ်နဲ့တော့ဖွာဟုတ်ကဲ့